ညမင်္ဂလာဆောင်တော့မယ်ဆိုတဲ့ခံသက်ချက်ကလေးနည်းနည်းလောက်ပြောပါပြောသလားမမေးအင်္ဂါပေါက်ထည့်ခဲ့တယ်ဟုတ်လားအမရော interview နေ interview နေလေ experience လေပြောတာပေါ့နော်ဟိုအလုံးတူနေရမယ်ငါတို့ငါအလကားပို့ပြမောငါနိုင်ဝနီးပါးငါပတ်တိုင်ကိုပတ်ပြေးလာခဲ့တာမနေ့ကငါရဲ့အမပြေးလာခီးရတယ်ငါတနားရီကျော်လောက်ရှိရဲ့ငါတို့အော်သူလည်းမခံနိုင်တော့ဟောကြပါမနော်အဲ့စက်ပြသူကတကယ်တမ်းတော့အစာအုပ်က၄ဘက်၄နိုင်ရှိရကွာသိရမလား၄ဘက်၄နိုင်ရှိရဟောင်းမှာကိုသွားတဲ့အဖက်ရယ်သူရက်နေရဲ့ဘက်ရယ်မတူအဲ့လမ်းနေမှာကားတွေကအရန်များတော့လမ်းလေးကွာစုံလို့ဆိုတော့သိရမလားသူ့ဘက်ကလည်းသူမှန်သလိုကိုယ့်ဘက်ကလည်းကိုမှန်တယ်အဲ့လမ်းလွဲတာတို့ကပါလေးတဲ့ဘလို့ဒီရတယ်တော့ကြာ ဒီစက်ကချက်ရမှာငါဓာပြီးချက်ပြီးသူသေးသွားလားညညလည်းဆိုကသေးနေငါစိတ်ကြီးတော့ဟုတ်လားချွေးယူပြောဒါမှညညလည်းကြအတုတ်ကြီးတော့အေးလို့အေးတော့ခဏလည်းပြောလိုက်အောင်46တယ်ဒါမှဒါယောက်ျားလေးလည်းသူ့အနေနဲ့သူ့ဘာမှမရှိအောင်ခဏက16တယ်ဟိုတို့မြန်မာပြည်စိတ်16တယ်ရန်ကိုလာနေဘူးလိမ့်ပြကားပေါ်မှာညကိုယ်ပြေသားကထိုးလိုက်ပြီဒီကဟွာလေးဒီဘုံရဲလေကားပေါ်မှာပဲ